vocal range နဲ့ vocal type စစ်လို့ရမယ့် application များအားလုံးပဲမင်္ဂလာပါ Music Channel ကနေကြိုဆိုပါရစေကျွန်တော်ကစီတူပါဒီနေ့မှာတော့ vocal range နဲ့ vocal type စစ်လို့ရမယ့် application တွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီနေရာမှာပြပြချင်တာကတော့ range ကတော့ကျွန်တော်တို့စစ်ရင်စစ်စလို့အမှန်အတိုင်းထွက်ပါတယ်ဒါပေမဲ့ type စစ်တဲ့ application တွေကတော့ 100% မမှန်နိုင်သေးပါဘူးဘာဖြစ်လို့ဆိုတော့ range တွေကကျွန်တော်တို့ frequency နဲ့တိုင်းတာဖြစ်လို့ဘယ် range ကနေဘယ် range ရှိရဆိုတာတော့အမှန်တိုင်းထွက်မှာဖြစ်ပါတယ် type ကတော့ကိုယ့်ရဲ့ range တစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရသေးပါဘူးကိုယ်တိုင်စမ်းကြည့်ရင်တော့မှတစ်ခါဆန်းရင်တစ်မျိုးနောက်တစ်ခါဆန်းရင်နောက်တစ်မျိုးထွက်နေရမျိုးတွေကျွန်တော်တို့တွေ့ရတာရှိပါတယ် type ကိုစစ်ခိုင်းမှုကြတော့တကယ်နားလေတဲ့ vocal coach တို့ music teacher တို့ပါအောင်နဲ့ကျွန်တော်တိုင်ပင်ပြီးတော့ပေါ့နော်စစ်စေရင်တော့အကောင်းဆုံးပါပဲပထမဆုံးအနေနဲ့ vocal range စစ်လို့ရမယ့် application ကိုကျွန်တော်အရင်ပြပေးချင်ပါတယ် Android မှာပဲဖြစ်ဖြစ် iOS မှာပဲဖြစ်ဖြစ်သက်ဆိုင်ရာ application တောင်းတဲ့နေရာတွေမှာပေါ့နော် tuner ဆိုပြီးတော့ကျွန်တော်တို့ရှာလိုက်တာနဲ့ application တွေအများကြီးထွက်လာမှာဖြစ်ပါတယ်အခုကျွန်တော်တို့ recommend ပေးချင်တဲ့ application တွေကတော့ DA Lite Tuner, Tuner Lite, Vocal Tuner တို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ application ပြပြီးသွားပြီဆိုတော့ vocal range ကိုဘယ်လိုစစ်မလဲဆိုတော့ကျွန်တော်အချမ်းပြင်းလေးပြပေးချင်ပါတယ်ညီလေးဖုန်းခဏပြအောင်အခုကတော့ Tuner Lite ဆိုတဲ့ application နဲ့ကျွန်တော်တို့အရင် range ကိုစစ်ပြအောင်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့အနည်းဆုံးအတန်ရဲ့အမြင့်ဆုံးအတန်ကိုကျွန်တော်တို့သိမှာပဲ range ဆိုတော့သိမှာဆိုတော့အနည်းဆုံးဆိုနေတဲ့ notes ကိုအရင်ရှာကြည့်ကြမယ်ကျွန်တော်ဆိုရင် no do 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 ဒါဆိုကျွန်တော်အနည်းဆုံးဆိုနေတဲ့အတန်ပေါ့နော် do 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 အခုဆိုရင်ကျွန်တော်တို့အနည်းဆုံးဘယ်အတန်မှာရက်သွားရဲဆိုတော့ဒီ application ကနေအတိအကျဖော်ပြပေးတယ်ပေါ့နော်ဒါဆိုကျွန်တော်f2 ပေါ့နော်f2 ကျွန်တော်ရဲ့အနည်းဆုံးက f2 okay အမြင့်ဆုံးအတန်ရှာကြည့်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ f40 ရတယ်အဲဆိုရင်ကျွန်တော်ရဲ့ range က f2 ကနေပြီးတော့ f40 ဒါတော့ကျွန်တော်အကြမ်းမြင့်ပြပြတာပေါ့နော် vocal range စစ်မယ်ဆိုရင်တော့ကျွန်တော်တို့မတိုင်ခင်မှာဒီ vocal one minute app device ကျွန်တော်လုပ်တင်တာပေါ့နော်အဲ့ရထားတဲ့အချိန်တို့မနက်ခင်အစောကြီးချိန်တို့ဘာလို့ဆိုရင်စစ်တာတော့အမှန်ကြီးတော့မရဘူးပေါ့နော်အခုဆိုရင်ကျွန်တော်အဲ့ရထားတဲ့အတန်ဖြစ်နေရပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ vocal range အမှန်ရမှာမဟုတ်ပါဘူးvocal range မစစ်ခင်မှာ1 minute app လေးလုပ်ဖို့လည်းမမေ့ပါနဲ့ကျွန်တော် vocal range စစ်တဲ့ application ကြောင်းပြပြပြီးသွားပြီဆိုတော့ vocal type စစ်လို့ရမယ့် application တွေကြောင်းဆက်ပြပြချင်ပါတယ်ပထမဆုံးအနေနဲ့ဒီမှာ list လေးပြထားမယ် Singways vocal coach singer voice tester vocal range vocabulary ဒီ application တွေကတော်တော်များတော့ premium version ပေါ့နော်ပတ်စံပေးပြီးတော့စစ်ရတဲ့ application တွေများပါတယ်ဘယ်လိုစစ်ရမလဲဆိုတော့ဒီမှာကျွန်တော်တို့မရှင်းပြလာတော့ဘူး application ထဲမှာ instruction တွေကတစ်ခုနဲ့တစ်ခုမတူတဲ့ကြောင့်မို့သူတို့ပြောတဲ့အတိုင်းအဆင့်ဆင့်လုပ်ပြီးတော့ဆက်သွားခြင်းရပါတယ်ဒါပေမဲ့ခုနပြောသလိုပဲဒီ application တွေကတော့ဒီ vocal type စစ်တဲ့အခါမှာ 100% မှန်မယ်လို့တော့ကျွန်တော်တို့အာမမခံနိုင်ပါဘူးနောက်ပိုင်းမှာလည်းကျွန်တော်တို့ကိုယ်တိုင်စစ်ပေးမဲ့ program လေးရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ page နဲ့ channel မှာ information အတိအကျနဲ့ပြန်ပြီးတော့ဖော်ပြပေးတော့ပါမယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ channel ရဲ့ page ကိုလည်း subscribe and follow လေးလုပ်တော့ပြီးဖို့လည်းမမေ့ပါနဲ့အားလုံးပဲမင်္ဂလာရှိနေ့လေးပိုင်ဆိုင်နေပါသည်နောက်ဗီဒီယိုမှာတွေ့ပါမယ်